အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့20ရက်နေ့ပို့ရတဲ့ order လေးလိုက်ပြပေးပါမယ်ရှင်ရန်ကုန်နဲ့နေပြီးတော့နှစ်ဦးပါနော်ဒါလေးကတော့ပဲလုံးမလကာပါရန်ကုန်မြို့ကအမာလေးပါနော်ဒါလေးကတော့ပန်းတစ်တော်အဖြူမအလုံးကြီးမျိုးဒါလေးကဇီးပန်းသီးအနီးခိုင်ခုပါရှင်ဒါလေးကပန်းသီးမလကာပါဒါလေးကတော့တပိုးခရနယ်လေးပါရှင်ဒါလေးကတော့မျိုးစမ်းလေးဖြစ်တဲ့ crystal နောင်ကောင်လေးဖြစ်ပါတယ် crystal နောင်ကောင်ကိုလည်းအုံကောင်းတာလေးထိုက်ပေးထားပါတယ်ဒါလေးကတော့ရိုးရမမန်းချိုလေးပါရှင်မန်းချိုလေးကိုကြိုက်လို့ဒုတိယကြိမ်ထပ်มาတာလေးပါနော်ဒါလေးကတော့မှန်ကူသီးပင်ပါဒါလေးကတော့လက်ဆောင်ပင်လေးဖြစ်တဲ့ခွန်စားလိမ့်မုံလေးပါရှင်ပြီးကင်းလေးတွေအများကြီးပါပါတယ်နော်ဒါလေးကတော့ဂျပန်တရက်လေးပါဒါလေးကတော့ရွှေတရက်ခံကူပါရှင်အုံပန်းပါနော်ပင်စီလေးတုပ်ပါတယ်ပင်စီတုပ်လေးရွေးထည့်ထားပေးပါတယ်ရှင်ဒါကလေးကတော့တီးတီးပင်လေးပါတီးတီးပင်နဲ့တပင်ပါပါတယ်ရှင်ဒါလေးကတော့လီမွန်နွယ်ကလေးပါလီမွန်နွယ်လေးကတော့နေပြီးတော့သွားမယ်အော်ရာလေးပါရှင်နှစ်ဦးစလုံးကိုအပင်တန်အောင်ကောင်းလာတာလေးနဲ့လက်ဆောင်လေးထည့်ပေးထားပါတယ်ရှင်ရန်ကုန်ကဆိုရင်တတိယအကြိမ်မှာတဲ့အကူကိုလည်းကျေးဇူးအများကြီးတင်ပါတယ်မမင်းစီမှာလည်းမလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်